မင်္ဂလာပါဘန်ကောက်စည်ရင်စစ်ရုံဘာကြောင့်ပြိုကျရတယ်လဲအလုသမားဘယ်နှဦးသေဆုံးမှုရှိတယ်လဲတိုက်ရွယ်အများကြီးထဲမှာဘာကြောင့်ဆောက်လက်ဆစည်ရင်စစ်ရုံပဲပြိုကျရတယ်လဲမိခွန်းချို့တွေကိုဒီနေရာမှာစုစည်းထားပါတယ်ပြီးခဲ့တဲ့မလ28ရက်နေ့2025လောက်ကမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးမှာ9.9မဂရီကျုမိဂရင်လောက်ခမှုကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ကျတူးကျမြို့နယ်မှာဆောက်လက်ဆဘီတောင်စုစည်ရင်စစ်ရုံပြိုကျမှုဖြစ်ပွားခဲ့တာအားလုံးသိပြီးသားဖြစ်မှာပါထိုင်းနိုင်ငံဘန်ကောက်ထဲမှာတိုက်ထဲသာစည်ရင်စစ်ရုံပြိုကျမှုကြောင့်ထိုင်းပြည်သူများအကြားမေခွန်းထုတ်စရာတွေပြည့်နေနေပါတယ်အဲ့ဒီတိုက်ကိုဆောက်လုပ်ရန်အတွက်ဗတ်တမ်းပေါင်း2000ကျော်အသုံးပြုထားတာစစ်စစ်တွေ့ရှိခဲ့ပြီးနောက်မှာထိုင်းလူမျိုးကြားမှာဝေဖန်မှုများမြင့်တက်နေစေဖြစ်ပါတယ်အဆိုပါစည်ရင်စစ်ရုံဟာ33ထပ်ရှိပြီး2020ခုနှစ်ကတည်းကတည်ဆောက်မှုကိုစတင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့2024ခုနှစ်ဧပြီလလောက်မှာအဆောက်အုံရဲ့အထက်အမြင့်ဆုံးအထိကိုဆောက်လုပ်ပြီးစီးပြီးပြိုကျတဲ့အချိန်မှာတော့ပြရိပေါက်နဲ့အတွင်းပိုင်းတွေကိုတက်စီနေတဲ့အချိန်မှာပြိုကျတာဖြစ်ပါတယ်။စီးရင်စစ်ရုံပြိုကျနေတဲ့အချိန်ဟာအလုသမားတွေအလုလုပ်နေတဲ့အချိန်ဖြစ်တဲ့အတွက်မြင်းကလေးလောက်ခတ်နေချိန်စစ်စက္ကန့်အကြာမှာပဲပေါင်မို့လို့ပုံတရာနဲ့အထထစီပြိုကျခဲ့လို့အလုသမားတွေမှာထွက်ပြေးချိန်မရလိုက်ခဲ့ပါဘူး။ထို့ကြောင့်မြန်မာအလုသမားအပါအဝင်လူ103ဦးမှာ9ဦးသာဒဏ်ရာနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။နောက်ဆုံးရရှိတဲ့အချက်လက်တွေထဲမှာစည်ရင်စစ်ရုံပြိုကျနေတဲ့အထဲမှာပိတ်မိနေတဲ့ဆောက်လုပ်ရေးလုပ်သား94ဦးအထိရှိခဲ့ပါတယ်။ဧပြီလ15ရက်နေ့နောက်ဆုံးရအချက်လက်တွေမှာလူ44ဦးသေဆုံးခဲ့ပြီးပိတ်မိနေသူ90ကျော်ရှိနေပါသေးတယ်။နိုင်ငံရဲ့အလုသမားသေဆုံးမှုမှာမြန်မာအလုသမား10ဦးကမ္ဘောဒီးယား2ဦးနဲ့ကျန်အလုသမားတွေကထိုင်းနိုင်ငံသားတွေလို့ပြောပါတယ်။နိုင်ငံသားစည်းရင်အတိအကျကိုတော့အတည်ပြုရန်စောင့်နေစေဖြစ်ပါတယ်ခင်ဗျာ။ပြည်တော်စုစည်ရင်စစ်ရုံပြိုကျရတဲ့အကြောင်းရင်းမှာမြင်းကလင်ကြောက်လို့စည်ရင်စစ်ရုံတာဝန်ခံတွေကလွှဲချထားပြီးမြဲပြည်သူများမှာတော့စားထားတာများပြီးဘူးသီးပေါ်လာတာလို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ဥပမာတိဆောက်မှုမှာအရေးသွေးမမီတာအဆောက်အုံဒီဇိုင်းမှားယွင်းတာတိဆောက်မှုအတွက်သုံးထားတဲ့တမဏိတွေစံချိန်မပြည့်မီတာတွေ့ရှိထားတယ်လို့စစ်မှုဝန်ကြီးဌာနအချက်လက်ရသိရပါတယ်။ဘန်ကောက်မှာဆောက်လက်ဆစည်ရင်စစ်ရုံပြိုကျပြီးနောက်ပြိုကျမှုအနေအထားကိုသုံးသပ်ပြီးကျွမ်းကျင်ပညာရှင်များကအဆောက်အုံရဲ့ဖွဲ့စည်းမှုသူတို့အမြင်နဲ့မျှဝေနေတာလည်းတွေ့ရပါတယ်။အထူးသဖြင့်အဆောက်အုံဟာမြင်းကလေးတောင်ကိုမခံနိုင်ပါဘူး။အဆောက်အုံတိုင်တွေမှာပုံမှန်အနေထားတဲ့သေးနေပါတယ်။ပြိုကျမှုမဖြစ်ခင်တိုင်အလဲပိုင်းအရင်ကျိုးနေတာတွေ့တယ်လို့စတဲ့ထင်မြင်ချက်တွေထွက်ရှိလာပါတယ်။စကိုင်းတိုင်းမှာလောက်ခတ်ခဲ့တဲ့မြင်းကလေးကြောင့်လက်ရှိပြိုကျနေတဲ့ထိုင်းပြည်တော်စုစည်ရင်စစ်ရုံကကီလိုမီတာပေါင်း1000ကျော်ဝေးကွာပါတယ်။ထိုင်းနိုင်ငံမှာပထမဦးဆုံးပြိုကျတဲ့အဆောက်အဦလေးဖြစ်နေပါတယ်။ထို့ကြောင့်သက်ဆိုင်ရာအာဏာပိုင်များကဆောက်လုပ်ရေးစံချိန်စံညွှန်းများကိုစစ်ဆေးပြုလုပ်နေပြီးတာဝန်ရှိသူများကိုတရားစွဲဆိုနိုင်ရေးအတွက်ထိုင်းအထူးစုံစမ်းစစ်ဆေးတပ်ဖွဲ့ကတာဝန်ယူထားတယ်လို့လည်းသိရပါတယ်။စည်ရင်စစ်ရုံပြိုကျပြီးမြေစီလာကြောင့်ဖြစ်နိုင်လားစတဲ့မိကုန်းတွေထွက်လာပါတယ်။ကျွန်တော်သိထားတဲ့လောက်ကဘန်ကောက်မြို့တော်ရဲ့မြေစီလာဟာထိုင်းရဲ့အနှိမ့်ဆုံးနေရာမှာရှိနေတယ်လို့သိရပါတယ်။နောက်ပြီးအရေးအသွေးမရှိတဲ့မြေစီလွာဖြစ်ပြီးတဖြည်းဖြည်းနဲ့အောက်ကိုနှိမ့်စင်းနစ်ဝင်နေတာကိုလည်းမိမိတို့နေထိုင်တဲ့ပတ်ဝန်းကျင်တွေမှာအကဲခတ်ရင်သိနိုင်ပါတယ်။အများပြောတာကတော့ဘန်ကောက်မြို့တည်ရှိတဲ့နေရာဟာရခိုင်ကဆိုရင်အင်ဂျီတနေရာဖြစ်တယ်လို့ပြောကြပါတယ်။ထို့ကြောင့်အောက်ကမြေစီလွာတွေဟာပြော့နေတဲ့အတွက်မြင်းကလေးလောက်ခတ်ရင်လောက်ခတ်မှုအားပုံမတိုးစေတယ်လို့လည်းသိရပါတယ်။ထိုင်းစည်ရင်စစ်ရုံပြိုကျမှုမှာနစ်နာတဲ့အလုပ်သမားတွေကိုဘယ်လိုဆောင်ရွက်ပေးလဲ။အလုပ်သမားဝန်ကြီးဌာနဘက်ကတော့နစ်နာတဲ့အလုပ်သမားတွေကိုဘတ်တသန်းကနေ2သန်းအထိလျော်ကြေးအနေနဲ့ဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါတယ်။မိသားစုအနေနဲ့နစ်နာကြေးရယူရန်အတွက် DIA စစ်ဖို့လုပ်ရပါလိမ့်မယ်။ထိုအချက်လက်တွေမှန်ကန်မှုရှိပါကနစ်နာကြေးယူရန်သက်ဆိုင်ရာဘက်ကလုပ်ငန်းစဉ်တိုင်းဆောင်ရွက်ပေးမယ်လို့လည်းသိရပါတယ်။ဟုတ်ကဲ့ဒါကတော့ထိုင်းနိုင်ငံရဲ့လှုပ်ရှားမှုမှာတမျှကိုကိုချစ်စပီကာအနေနဲ့ရှင်းနေမှာပါ။တနေရာထဲမှာအစုံဖလုံသိချင်တယ်ဆိုရင်ကျွန်တော် YouTube ကို Subscribe လုပ်ထားဖို့အကြံပြုရင်နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံပါမယ်။တာတာ